ထူးဆန်းသောခရီးစဉ်မြင်ကွင်းတောအုပ်တစ်ခုတည်းကိုသူငယ်ချင်းယောက်ခီးထွက်လာကြတာပါအောင်ကျော်နဲ့တီဟရိုဟာတောရင်းစခန်းချဖို့ဝါသနာပါသူတွေပေါ့ဇလန်ဒီတောထဲမှာတခုတော့ထူးဆန်းနေရဲ့ကိုလို့အောင်ကစပြောလိုက်တဲ့တော့ကအရန်တိတ်ဆိတ်နေတာငှက်တန်တော်မကြားရဘူးညနေဆောင်တော့သူတို့စခန်းချဖို့နေရာရှာကြတယ်အဲ့ဒီအချိန်မှာပဲအဝေးကနေလူတယောက်ရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတယ်ကဲကြပါဦးတဲ့အတန်ကတီဟဲရဲ့အမေအတန်နဲ့တထက်တဲပဲတီဟာအဲကြသွားပြီးဒါငါအမေအတန်ပဲငါအမေတော်တဲ့ဘလူလို့ရောက်နေမှာလဲဆိုပြီးအတန်လာရနောက်ကိုပြေးသွားတော့တာပဲအောင်နဲ့ကြော်လဲတားမရတယ်လိုက်သွားကြရတယ်အဆုံးသက်သူတို့တောနဲ့ထဲရောက်သွားတဲ့အချိန်မှာပဲရှေ့ကပြေးသွားတဲ့တီဟာရုတ်တရက်ရက်သွားတယ်သူ့ရှေ့မှာမြင်လိုက်ရတာကအပိုင်းနှစ်ကိုစောင့်ကြည့်ပါအပိုင်းနှစ်ပုံရိပ်ရောင်ဇလန်တီဟာရဲ့နေတဲ့ရှေ့မှာမြင်လိုက်ရတာကလူမဟုတ်ပါဘူးတစ်ပင်အိုကြီးတစ်ပင်ရဲ့ပြင်စီမှာလူမျက်နှာလိုမျိုးပုံစံပေါက်နေတဲ့အပေါက်ကြီးတစ်ခုပါအဲ့ဒီအပေါက်ထဲကနေအတန်တွေထွက်နေတာတာဒီကဲပါဦးဆိုတဲ့အတန်ကအဲ့ဒီတစ်ပင်ထဲကထွက်နေတာပါကျော်ကတီဟောက်ကိုဆွဲခေါ်ပြီးဒါလူမဟုတ်ဘူးတီဟပြန်ကြရအောင်လို့ပြောပြီးနောက်လက်ပြေးကြတယ်ဒါပေမဲ့ထူးဆန်းတာကသူတို့ဘလောက်ပြေးအဲ့ဒီတစ်ပင်ကြီးနားကိုပဲပြန်ရောက်နေတာပဲညက်ကလည်းမောင်လာပြီးမြင့်ရင်လင်းအောင်ထဲမှာသူတို့တတိထားမိလိုက်တာကသူတို့သူငယ်ချင်းယောက်ထဲမှာတယောက်ကပိုနေတာပဲအဆုံးသက်အောင်ကရေတွက်ကြည့်လိုက်တော့တဲ့နဲ့ဟေ့ကောင်တွေငါတို့ကြားထဲမှာဘသူပါနေတာလဲအပိုင်းကိုစောင့်ကြည့်ပါအပိုင်းအမောင်တဲကစတုတ်ထမြောက်လိုဇလန်အားလုံးလန့်သွားပြီးတမီးနဲ့ထိုးကြည့်လိုက်တော့စတုတ်ထမြောက်လူကကြော်နဲ့ရုပ်ချင်းတစ်ထက်တဲပဲဒါပေမဲ့သူ့မျက်လုံးတွေကအရမ်းနှမောင်နေပြီးဘားဆက်ကနေကဲကြပါဦးဆိုတဲ့အတန်ကိုပဲတိုးလေးရွတ်နေတယ်အတူကြီးကကြော်စစ်ကိုလက်ညှိုးထိုးပြီးဒါငါအတူတက်လိုက်လို့ပြောတယ်သူငယ်ချင်းတွေဘသူကအစစ်မှန်းမခွဲခြားနိုင်တော့ဘူးအဲ့ဒီအချိန်မှာအောင်ကသတိရသွားပြီးကြော်ရဲ့ရင်ဘက်ကကရားဆွဲကြိုးကိုကြည့်လိုက်တဲ့အစစ်စီမှာပဲဆွဲကြိုးရှိနေတာကိုတွေးတော့အတူကိုမီးအိမ်နဲ့လမ်းပေါက်လိုက်တယ်အတူကြီးကမီးလောင်ပြီးအရီပျော်ကျသွားရင်းနဲ့တောအုပ်တစ်ခုလုံးတုန်ခါသွားတယ်သူတို့ယောက်အသက်လူပြေးကြရင်မနက်လင်းတော့မှတောပြင်ဘက်ကိုရောက်သွားကြတယ်နီကုံသူတို့အိမ်ပြန်ရောက်တဲ့အထိအဲ့ဒီအတန်ကြီးကနားထဲမှာဆွဲနေတုံးပဲအဆိုးဆုံးကတော့အိမ်ရောက်လို့ဒီဟာဖုံးကိုကြည့်လိုက်တဲ့အခါသူ့အမေစီက Redsnim Kid 20ကျော်ရှိနေတာပဲအမေတော်ထဲမှာလမ်းပြောင်းနေတယ်ကဲပါဦးဆိုတဲ့